အခုလိုမိုးရသည်မှာကြက်ပေါက်တကောင်ရဲ့ကြက်သက်နော်ကြက်ပေါက်တကောင်ရဲ့ကြက်သက်ဒီရဲ့ဖြစ်ပြတတ်တဲ့တဘာဝလေးဒါအောက်ဝိုင်းအကြောင်းပြောမှာနော်အထက်ဝိုင်းလို့မပြောထားဘူးနော်အောက်ဝိုင်းအကြောင်းပြောမှာအဲ့တော့ကြက်တန်ကောင်စလိုက်ကြက်တကောင်ကကြက်သက်ကူးလာတာပတ်လေမာရီရှာရီရှိတယ်အခုလိုမိုးရင်းရသည်မှာအေးဖမ်းထားတဲ့အတွက်ကြောင့်မို့လို့သူ့ရဲ့ကျမ်းမာရေးလေးကဖြူလိုက်နေလိုက်ဖြစ်နေတယ်မှတ်ထားတော့တစ်ချက်နောက်ကြက်တကောင်ကြက်သက်အခါလေတာတန်တန်ကြက်ယူကြက်သက်ကောင်းကောင်းဥပရိယုချောချောခိုင်ခိုင်ခန့်ခန့်ဖွဲ့စည်းဖို့ကောင်းကောင်းဟောဒီမှာကြည့်အဲ့နှစ်ခုကြည့်တာနော်အဲ့နှစ်ခုတေချာနားတော့မကြည့်တာအဲ့ဒီတော့ဖွဲ့စည်းပုံလည်းကောင်းတယ်ဥပရိယုလည်းကောင်းတယ်လေဦးလေတိုင်းလည်းကောင်းတယ်ကြက်ယူကြက်သက်ကလည်းပါပြီးသားဒါပေမဲ့လူတူက10မိနစ်15မိနစ်လောက်ပို့ပြီးပြစ်ထားတာတဲ့ကြက်နော်အဲ့တော့ဒါကိုကြီးစမ်းချပြီးချတိုက်လိုက်ခုနကကြက်ကနည်းနည်းပုတ်ပြီးနည်းနည်းကြီးစမ်းထားတဲ့ကြက်မာနေတယ်အခါပြက်နေတယ်ကြက်သက်နှုတ်နေဒါဆိုရင်သူနှစ်ကောင်ရဲ့ကြက်သက်ကဘယ်လောက်ကွာနေတုန်းသူ3လခွဲ4လပတ်လဲကွာနေတယ်နော်အဲ့တော့ဒီလိုကွာနေတဲ့အရာကြက်မှာအယိုးလူမအမျိုးအဲ့တော့ကျမ်းမာရေးအေးဖမ်းထားတာပါတယ်ဒါပေမဲ့လို့သူအမတန်မာပြီမဲလို့ဘာဖြစ်တာတော့ခုနကြက်ယူကြက်တဲ့ကျမ်းမာရေးကအဲ့နှစ်ခုကတိုက်ခိုက်တော့မှာအဲ့တော့ဘာကိုလောင်းမှာတော့ကြက်ယူကြက်တဲ့နဲ့လက်ဆံမှုဖွဲ့စည်းဖို့ကောင်းမှုလောင်းမှာအဲ့တော့လွတ်လဲလို့ကြက်ယူကြက်တဲ့ကောင်းတဲ့ကြက်ကခဏတည်းပြီးရတဲ့တပြန်နဲ့ဘာဖြစ်သွားတော့နည်းနည်းအိကြသွားတဲ့အချိန်မှာဥပကနေနဲ့300ပတ်ပြပေါက်သွားတယ်ကြက်ပေါက်အေးဖမ်းထားတဲ့ဖြူရောကြက်က300ပြန်ပေါက်သွားတယ်300ပြန်ပေါက်သွားတဲ့အချိန်မှာခဏလဲနေရောကောက်ပြန်ကူရင်ဒီချက်ကအလန်းကြက်ဦးကြက်သက်ပါရဲ့ချက်ကအလန်းတန်တန်မာပဲခွင့်တော့ပြော့တယ်ဘာဖြစ်လို့လုတ်သားခန္ဓာမချိပေမဲ့မချိဘူးဒါပေမဲ့လို့သူ့မှာကြက်ဦးကြက်သက်နဲ့ဖွဲ့စည်းပုံချိနေတယ်ဒါပေမဲ့ခွင့်နောက်ဆုံးကြတော့ဘာဖြစ်လို့ဒီလုံးဝအလုံးမချိတဲ့ကြက်ဦးကြက်သက်ပါဖွဲ့စည်းပုံပါတဲ့ကြက်ကနောက်ဆုံးတစ်ချက်နှစ်ချက်တက်ခွတ်တဲ့ချိန်မှာခုနကအမာအေးဖမ်းထားတဲ့တန်ရဲ့ကြက်သက်နုတဲ့တန်ရဲ့နှစ်ခုရောလိုက်တဲ့ချိန်မှာသူ့မှာတာလေးထိတဲ့ခန္ဓာရှင်းတော့မခံနိုင်တဲ့အတွက်ကြောင့်မို့မနေ့ကဆက်ရှင်ပြေးသွားတယ်မနေ့ကကြက်ပွဲဟာဒါပေမဲ့ပြောင်းပြန်လာသွားတယ်အဲ့ဒီတော့ဘာပဲဖြစ်ဖြစ်နော်မင်းတို့ကောင်းတယ်ကြက်သက်နုတယ်ကြမ်းမိုင်မကောင်းဘူးနော်ခုလူရာဒီဥပမာအေးဖမ်းတဲ့ကြက်တီကိုပြစ်ထားပြီးတော့တိုက်ချင်ကမှညတော့စာကြီးတွေတိုက်ချင်မှာကောက်ဖန်တိုက်တယ်ဒါဆိုရင်မရဘူးနော်အဲ့တော့ကြက်ယူကြက်သက်နဲ့ကျမ်းမာရင်းနဲ့နော်ခုနနုရာရင်းနဲ့တကယ်တမ်းကျတော့ကြွာကျင်တိုင်းကြွာတယ်နော်အဲ့တော့ကြက်ဒီကြက်ပေါက်သူကိုခုလိုမိုးရင်းချိန်မှာကြက်ယူကြက်သက်နုရဆိုရင်ဥပိ္ပခပြုတ်မထားဘူးနဲ့ဖြူလိုက်နေလိုက်ဖြစ်တယ်ဆိုရင်ကြက်တူထွက်မတိုက်ဘူးနော်ဦးတော်အကြံပေးတာဟုတ်လားကဲကြက်သမားပေါ့စားကြီးမင်းတို့အခုဥပဒေပြောမဲ့အဖြစ်ပြက်ကိုမင်းတို့ကြုံဘူးလားနော်ခုနားထောင်ကြည့်လိုက်ခုပြောပြမယ်အဲ့တော့ကြက်ဝိုင်းတဝိုင်းနဲ့ဝင်လာကြက်နှစ်ကောင်တိုက်နေတဲ့အချိန်မှာကြက်သမားပေါ့စားတယောက်ကသူကပတ်စံလေးရှိတဲ့အချိန်မှာသူ့မျက်လုံးနဲ့သူ့အာယုံနဲ့မြင်တဲ့လောက်ကိုသူကနဲလို့ချိုးရင်နဲမယ်နိုင်များမယ်ဆိုရက်ရည်ရွယ်ချက်လဲပါတယ်နိုင်လောက်မယ်ထင်တဲ့ရည်ရွယ်ချက်လဲသူ့မှာပါတယ်အဲ့တော့ပါတော့ခါကျတော့သူကအောက်ကနေနင်းကန်စားအဲ့နားမှာဘာရှိမလဲနင်းကန်စားလာများလာတဲ့အချိန်နားမှာအဲ့နားမှာရောင်လေဆရာကြီးရောင်ကသူနဲ့တိဟဲ့ကောင်တော်တော့မစားတော့နဲ့ဒါပေမဲ့ဟိုကောင်ကဆက်စားနေတော့မယ်နောက်ဆိုင်းဘာဖြစ်တော့အကြောင်းကျိုးလျော်စွာကြက်ကအဲ့သူစားနေတဲ့ကြက်ကတိုင်းသူဟိုဘက်ကို7သိန်းပေါက်သွားတယ်7သိန်းပေါက်သွားရင်ခုနရောင်လေဆရာသူနဲ့တိတဲ့ရောင်လေဆရာဘာထပ်လို့ဦးမယ်ထင်လို့7သိန်းပေါက်မှဆိုရင် तू ကဟဲ့မကျူးနဲ့ထားလိုက်မင်းတို့အဲ့ဒါမျိုးကြီးကြုံဘူးလားမကျူးနဲ့အဲ့ဒီတော့မတော်ဆပြောင်းမြထက်လန်ပြီးတော့ရှုံရောခုနကောင်လေးမနစ်နာသွားဘူးလားကျူပါစီမနစ်နာသွားဘူးလားအဲ့တော့ဥတော်ကတခုပြောချင်တာအဲ့ဒီရောင်လေဆရာကြီးရောင်ကန်းဆရာကြီးတကယ်လို့အဲ့ဒီလူပြောင်းမြန်လန်သွားခဲ့လို့ရှိရင်ဒီငွေကိုမင်းတို့ကစိုက်ပြီးမှလားတကယ်တမ်းကျတော့ဒီကောင်ကဘာမဟုတ်ဖားနေတာဖားပြောတာနော်ကတ်တော့မလားလို့ဖားပြောတာငါတို့ကပြောပြန်မှာအဲ့တော့ကြိုရရှိတာကိုကြိုပါစီကိုကနားလေတဲ့ဆရာတယောက်ဆိုရင်
သူကြိုးကြရှိတာလေးကိုကြိုးလိုက်သူအိတ်ကထရလေးလည်းပြည့်စုံသွားမယ်လုံခြုံသွားမယ်နော်တကယ်တမ်းကျတော့ငါတို့ကတော့ဒီကိစ္စကိုတကယ်လို့ပြောင်းမဲ့လိုက်ရင်အဲ့ဒီကောင်တပြားမှမဆိုင်ဘူးအဲ့ဒီကောင်လုံနေတဲ့အလုပ်ဒီဖားနေတယ်လို့ပဲငါတို့ကတော့ဒီလိုပဲယူဆတယ်အဲ့တော့ကလေးတွေမင်းတို့လာလို့စားပြီးလို့မင်းတို့ပြန်လန်လို့ရရင်ကြိုးစားကြိုးဟဲ့လားမင်းတို့အဲ့ကောင်တွေတပြားမှမဆိုင်ဘူးဟဲ့လားဥပဒေနဲ့ငွေကြီးအကူညီလူလို့လားတဲ့ဖုံး6လုံးနော်အထူးတလဲဆက်တယ်ဟဲ့မင်းတို့ကောင်ဘလူကိုကြီးကြီးငါဘယ်တော့မှမင်းတို့တောင်းလို့ဆိုဟုတ်တယ်လေတဲ့ဦးသောင်းနံအကောင့်ညက်ကျွန်တော်တို့အဲ့လိုဖုံးဆက်တော့ကြက်ရောင်းပေးမယ်ငွေကြီးလေးတော့ဒီလိုလေး9000တသိန်းလေးအခုလောလောဆယ်လေးအကူညီပေးနေမကောင်းဘာဖြစ်တယ်ညာဖြစ်တယ်ဟုတ်မင်းဦးသောင်းနံဆိုတာအဲ့ဒီအကောင့်နဲ့တောင်းကြတယ်အဲ့ဒီတော့ငါလူတွေစီမှာငွေကြီးအကူညီမတောင်းဘူးသူများဟုတ်တာအကူညီပေးတာနော်ကြက်မရောင်းနော်ငွေကြီးအကူညီတောင်းတယ်လူကြက်ရောင်းတယ်လို့ဆိုရင်ဒါငါပို့မဟုတ်ငါရဲ့ပို့က6ခုနှစ်4,200ဦးတောင်းတာဟုတ်လားနော်